question 1 okay သူက question 3ခုနဲ့မူတာတယ် question 1ကဆရာအနေနဲ့ဘယ်လို logo အမျိုးအစားကိုအကြိုက်နဲ့သက်ဆုံးပါလဲများသောအားဖြင့်ဘယ် logo အမျိုးအစားကိုဥတီစဉ်းစားဖြစ်ပါသလဲ okay အဲ့လိုကျွန်တော်တို့ designer logo designer brand identity designer တယောက်အနေနဲ့ဆိုရင်အဲ့လိုအစွဲတော့ရှိလို့မရပါဘူး logo type လုပ်မှာလားနောက် logo mark လုပ်မှာလားဒါမျိုး logo အမျိုးအစားတွေခွဲကြရတယ်ပေါ့ logo အမျိုးအစားတွေခွဲတဲ့အချိန်မှာကျွန်တော်ကတော့ကျွန်တော်တင်တန်းသားတွေဆိုသိလိုက်မယ်ကျွန်တော်တင်တန်းသားတွေကျွန်တော်တင်တဲ့ပုံစံကတော့ logo အမျိုးအစား9မျိုးတွေ10မျိုးတွေတော့မပြောနဲ့ client လည်းနားမလဲဘူး client ကို mascot logo လိုချင်တာလား monogram လိုချင်တာလားဘာတွေလဲလို့ပြန်မေးလိုက်ပဲအဲ့တော့ကျွန်တော်တို့ရှင်းရှင်းလေးပဲစာနဲ့လုပ်တဲ့ logo နဲ့ပုံနဲ့ပြတဲ့ logo ဒီနှစ်ခုပဲ client ကိုရှင်းအောင် presentation လုပ်ရတယ်အဲ့တော့ကျွန်တော်တို့ကဘယ်အောင်ပို့ပြီးတော့အကြိုက်တဲ့သက်ဆုံးလဲလို့ကျွန်တော်မင်းကျွန်တော်အဲ့လိုဖြေလို့တော့မရဘူး logo တစ်ခုကိုလုပ်တော့မယ်ဆိုရင်ကျွန်တော်တို့က logo ရဲ့ဒီ logo လုပ်မဲ့လုပ်ငန်းရဲ့နာမည်ရဲ့လုပ်ငန်းရဲ့ဘာလုပ်မှာလဲဆိုတဲ့ industry ရဲ့အရင်ဆုံးကျွန်တော်တို့ကြည့်ပြီးတော့ဘယ်လို logo လုပ်တဲ့နယ်ဆိုတဲ့အဖြေထွက်လာတာပေါ့နော်ဥပမာအားဖြင့်လုပ်ငန်းရဲ့နာမည်ကအရန်ရှည်နေရင် monogram logo လောက်တာအဆင်ပြေတယ်ဒါလည်းအကြမ်းမြင်မယ်နော် client နဲ့လည်း client အကြိုက်ပို့လဲမူတည်တယ် client ကအမဟုတ်ဘူးစာနဲ့လုပ်တဲ့လူကိုမလိုချင်ဘူးတချို့ကပုံနဲ့ပဲလုပ်လို့လိုချင်တယ်တချို့ကလည်းစာနဲ့ပဲလိုချင်တယ် app ကမူတည်တယ်ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်အကြိုက်ကိုလုပ်ရတာမဟုတ်ဘူး graphic designer တယောက်က brand identity designer ပဲဖြစ်ဖြစ် graphic designer အားလုံးကကိုယ့်အကြိုက်ကိုလုပ်ရတာမဟုတ်ပါဘူးclient အကြိုက်ကိုလုပ်ရတာလားဆိုရင်တော့အဲ့ဒါနည်းနည်းမှန်လိုက်ပဲကိုယ့်အကြိုက်ကိုလုပ်တာဆိုရင်တော့တော်တော်လေးမှားပါပါပြီးတော့အရေးကြီးဆုံးကတော့အဲ့ဒီထက်အရေးကြီးတာကြိုက်တာမကြိုက်တာတွေလှတာမလှတာတွေထက် useful ဖြစ်ဖို့ကပိုအရေးကြီးပါတယ်